အဲ့ဒီဝတ္ထုကဇက်သိန်းတော့ကောင်လေးနဲ့ကောင်မလေးကမညာဘူးဗျမညာတော့အဲ့ဇက်လိုက်ကောင်ကလေးကတလွန်လွန်တဆွေးဆွေးတငိမ့်ငိမ့်တငိုင်းငိုင်းကျွန်တော်ကလည်းသူ့လိုပဲတလွန်လွန်တဆွေးဆွေးတငိမ့်ငိမ့်တငိုင်းငိုင်းကိုကောင်ကသူ့ချစ်သူနဲ့ကွဲလို့လွန်တာမင်းကဘာရှိလို့လွန်ရတာတော့အဲ့ဒီဘာမှမရှိတာကြီးကပိုးတောင်းလွန်မှုကောင်းသေးလွန်ပြီဆိုမရတော့အခုလိုဆောင်းရသည်ဟေမန္တနှင်းမုံလေးတွေကြလွန်နေဗျာမိုးရာသီဝတ္တန္တမိုးဆက်မိုးပေါက်တွေကြပိုးတောင်းလွန်သေးဆိုးဆုံးကຫນွေဥပြလေယူတွေတိုက်ရောက်ဝါလေးတွေကျွေးလေဝေတဲ့လွင့်သေးတောင်သေးခြင်းနဲ့ဗျာလွန်လွန်အားကြီးလို့အဲ့ຫນွေဥမှာစဘာတွေကရိတ်ရိုးပြငုတ်တို့တွေလေခွင်းနဲ့မတွေ့ထောင်းတဲ့ကောင်ကထောင်းလဲတဲ့ကောင်ကလဲဟာလွန်ဖို့ကောင်းတယ်ကွာနွားကြီးတစ်ကောင်ကရိုးပြငုတ်တို့တွေကိုတပြုတ်ပြုတ်နဲ့စားပိုးတောင်လွန်သေးဗျာဟိုးရွာစီယိုမှာမိကိုကလေးပတ်ဟာလွန်နေဗျာကျွန်တော်တို့ကြောက်ဆယ်မှနေပါတယ်ကျွန်တော်တို့မြို့ဖြတ်သွားတဲ့အဝေးပြေးလမ်းမကြီးမှာကုန်တင်ကားကြီးတွေကမိုးကားကြီးကိုချုံတအီးမောင်းသွားဟာလူကကြမ်းနေတယ်ဗျာလွန်လိုက်တဲ့စိတ်ကကားကြီးနဲ့ပါသွားခုလိုဆောင်းရသည်ခွေးပိန်မတကောင်ပြာပုံထဲမှာခွေးကလေးအိတ်ဟာလွန်နေကွာဘာဆိုင်လဲကွာဆိုင်မဆိုင်ပုံလွန်နေဗျာဟိုးလမ်းမော်ကကောင်မလေးချောတယောက်ဖြတ်သွားဟာလွန်နေဟေးမင်းကဘာဆိုင်လို့လွန်ရတာတော့ဘာမှမဆိုင်လို့လွန်တာပါပဲချောလေး3ယောက်သွားရင်3စလွန်နေဟုတ်လိုက်ဖြတ်သွားရင်သေသွားနိုင်တယ်